ဒီနေ့မှာတော့ PowerPoint ရဲ့ interface တွေအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ interface ကဘာလဲဆိုတာအရင်သိဖို့လိုပါတယ် interface ဆိုတာကျွန်တော်တို့ဒီ PowerPoint ကိုဖွင့်လိုက်တာနဲ့ဒီမြင်ရမယ့်ဒီ screen ကိုပြောတာဖြစ်ပါတယ်ဘယ်နာဟာကဘာတွေခေါ်လဲစတာတွေကိုဒီနေ့ရှင်းပြပြီးမှာဖြစ်ပါတယ်အဲ့တော့ဒါဒီ Boeing PPT ဖြစ်ပါမယ် Daily PowerPoint Tips and Tricks ရဲ့နံပါတ်023ဖြစ်ပါတယ်အောက်မှာဒီအောက်က playlist ထဲမှာသူ share video ကိုကျွန်တော်တစုတစည်းတဲ့ထားပြီးထားပါတယ်အဲ့တော့သင်ခန်းစာကိုစပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ကောင်ကိုတော့ကျွန်တော်တို့ ribbon bar လို့ခေါ်ပါမယ် ribbon လို့ခေါ်ပါမယ်ပြီးရင် ribbon ထဲမှာကျွန်တော်ဘာတွေရှိလဲဆိုရင်သက်ဆိုင်ရာ group လေးတွေရှိပါမယ်ဒါလေးဆိုရင် slides လို့ရေးထားတယ်ဒါဒီ slides group ဖြစ်ပါမယ်ဒါဒီ clipboard group ဖြစ်ပါမယ်ဒီမှာဆိုရင် font group paragraph group စသဖြင့် group တွေနဲ့ရှိကြပါမယ်ပြီးတော့ရင်သူ့ရဲ့အထဲမှာတော့ command တွေရှိပါမယ်ဒါဆိုရင်ဒီ drawing group ထဲမှာရှိရဲဒါဒီ command တွေဖြစ်ပါမယ်ဒီမှာဆိုရင် editing group ထဲမှာရှိရဲသူ့ရဲ့ command တွေဖြစ်ပါမယ်အဲ့တော့သက်ဆိုင် group လိုက်သူ့ကနေသူဒါရှိကြတယ်ပေါ့နော် group ထဲမှာသူ့ရဲ့သက်ဆိုင် command တွေရှိရဲအဲ့တော့ဒါပဲလားဆိုရင်မဟုတ်သေးဘူးဒီအောက်ကတောက်မြားလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့နောက်ကွယ်မှာရှိတဲ့အသုံးနည်းတဲ့ command လေးတွေထပ်ပြီးတော့ကြာလာပါမယ်အဲ့တော့ဒါဆိုရင်ဒီ font group မှာရှိတဲ့တခြား command တွေဖြစ်ပါမယ်ဒီ paragraph group မှာလည်းအဲ့လိုနှိပ်လိုက်ရင်နောက်ထပ်ကျွန်တော်ဒီ command တွေထပ်ပြီးတော့ကြာလာတာကိုတွေ့ရပါမယ်အဲ့လိုမျိုးပဲသူ့မှာဆိုရင်လည်းရှိပါတယ်အဲ့တော့ဒါဆိုရင် ribbon လို့ခေါ်တယ် group လို့ခေါ်တယ် command လို့ခေါ်တယ်စတာတွေကိုနားလည်သွားမယ်ထင်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့ဒီမှာရှိတဲ့ဟာယူတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် tab လို့ခေါ်ပါတယ်ဒီဟာဒီ home tab ဖြစ်ပါမယ်ဒါဒီ insert tab ပါဒါဒီ drawing tab design tab စသဖြင့်tab တွေသူကနေသူရှိကြပါမယ်အဲ့တော့ဒါကြီး ribbon လို့ခေါ်တယ်ဒီဘောဟာကို tab လို့ခေါ်တယ်အဲ့တော့နောက်တစ်ခုစီကျွန်တော်တို့ဆက်သွားပါမယ်အဲ့ဒါကတော့ quick access toolbar ဖြစ်ပါမယ်ဒီပုံမှာကျွန်တော်တို့မြင်နေရတဲ့အစိပ်အပိုင်းလေးကိုတော့ quick access toolbar လို့ခေါ်ပါတယ် quick access toolbar ကဘာလဲဆိုရင်ကျွန်တော်လုပ်ငန်းတွေကိုပို့ပြီးတော့မြင်မြန်ဆန်ဆန်လုပ်ဖို့အတွက်ကျွန်တော်အသုံးများတဲ့ tools တွေကိုဒီမှာလာပြီးတော့တင်ထားလို့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ကဒီ board တင်တာကိုအသုံးများတယ်ဆိုရင် right click ထောက်လိုက်ပြီးရင် add to quick access toolbar ကိုနှိပ်လိုက်ရင်သူဒီအပေါ်မှာ quick access toolbar မှာသွားပြီးတော့ပေါ်နေရာယူပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်နောက်ရောက်ကျွန်တော်တို့ဥပမာကျွန်တော်တို့ကအလုပ်လုပ်တယ်ဒီ view တွေကိုရောက်နေတဲ့အချိန်မှာကျွန်တော်ဒီကောင်ဘိုးတင်နေတယ်ဆိုလဲကိစ္စမရှိဘူးကျွန်တော်တို့ဒီမှာ select ပေးပြီးတော့ဒီ quick access toolbar ထဲမှာပဲဘိုးတင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ home tab ထဲပြန်လာကြမလို့ပြီးတော့မှကိုလုံးလက်ဆက်ရှိတဲ့ view တွေကိုပြန်သွားကြမလို့အဲ့တော့အချိန်ကုန်တက်တာမှာပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒီဘောဟာတွေ tab လို့ခေါ်တာနားလည်မယ်ထင်ပါတယ်ပြီးရင်ဒီမှာ search bar ရှိရဲဒီထဲမှာကိုလိုချင်တာကိုရှာလို့ရတယ်ကျွန်တော်တချို့ setting တွေမေ့နေနိုင်တယ်ဘယ်နားမှာရှိတာလဲမသိတော့ဘူးဖြစ်နိုင်တယ်အဲ့တော့ဒီထဲမှာသွားပြီးတော့ကိုလိုချင်တာလေးကိုကျွန်တော်တို့ရှာလို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီဘက်ဘေးမှာမြင်နေရတဲ့ဟာကြီးကိုတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် slide pane လို့ခေါ်ပါတယ်ဒီထဲမှာ slide တွေရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ slide တွေထည့်လိုက်သလိုဒီမှာ slide တွေထပ်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ slide အစီအစဉ်တွေကိုကျွန်တော်တို့ပြောင်းလို့ရမယ် slide တွေကိုဖြတ်လို့ရမယ်စသဖြင့်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါဒီ slide pane ဖြစ်ပါတယ် slide တွေကိုအဓိကထိန်းချုပ်ဖို့နေရာဖြစ်တယ်ပြီးရင်ဒီအောက်မှာနောက်ထပ် bars တစ်ခုရှိပါမယ်အောက်က bars ရဲ့ဘယ်ဘက်ချမ်းဟာတွေကိုတော့ကျွန်တော်မရှင်းပြတော့ဘူးဒီညာဘက်ချမ်းဟာတွေကိုကျွန်တော်ဒီနေ့ရှင်းပြမယ်ညာဘက်ချင်းမှာဒီမှာ notes ဆိုတာလေးရှိမယ် notes ကိုကျွန်တော်နှိပ်လိုက်ရင်အပိတ်အဖွင့်လုပ်လို့ရတယ်အဲ့တော့ဒီ notes ကိုချဲ့ပြီးတော့ကျွန်တော်ဒီ slide မှာတော့ကျွန်တော်တို့ဘာပြောမယ်ဆိုတဲ့အကြောင်းကိုဒီမှာလာပြီးတော့အသေးစိတ်ရေးခဲ့လို့ရတယ်သူ့ရဲ့အားသာချက်ကတော့အောက်ကနေကြည့်ရဲ့ဒီ viewer တွေကိုယ့်ရဲ့ပရိသတ်တွေကိုယ့်ရဲ့ဆရာမတွေကျောင်းသားတွေစတာတွေကဒီအရာတွေကိုမြင်ရမှာမဟုတ်ဘူး presentation တင်ဆက်နေချိန်မှာဒီ notes တွေကိုကိုယ်ပဲမြင်ရမှာဖြစ်တယ်အောက်ကကြည့်နေတဲ့လူတွေကတော့ဒီ slide ကိုပဲမြင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုစီဆက်သွားမယ်ဒါကတော့ view mode ပဲဖြစ်ပါတယ် view mode ကဘာလဲဆိုရင်ကျွန်တော်မြင်ရတဲ့ပုံစံတွေကိုပြောတာဖြစ်တယ်အခုမြင်နေရတာဒီပုံမှန် mode normal mode ဖြစ်ပါမယ်ဒီဘက်ချမ်းဟာကျွန်တော် slide ဆိုတာဖြစ်ပါမယ်အဲ့တော့ဒီထဲမှာဆိုရင် slide တစ်ခုလေးရှိလို့ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီမှာ slide တွေကခုနကတော့ပြသလိုဒီမှာကျွန်တော်တို့ slide တွေအများကြီးရှိရဆိုလို့ရှိရင်ဒီကျွန်တော် slide ဆိုတာတွေကိုဝင်လိုက်ရင်အခုလို slide တွေပေါ်နေမယ်ပေါ်နေတဲ့ဟာကို slide အစီအစဉ်တွေပြောင်းရင်ဒီ slide ဆိုတာတွေကိုလာပြီးတော့အလွယ်တကူပြောင်းလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုဒီ reading view ဖြစ်ပါမယ် reading view ဆိုရင်တော့ခုနကအပေါ်မှာပါတဲ့ ribbon ကြီးလည်းပေါ်မနေဘူးကိုယ့်ဘာသာကိုဒီမှာလာပြီးတော့ PowerPoint ကိုအကြမ်းမြင်လာဖတ်တာလာကြည့်တာလုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုဒီကျွန်တော်တို့ presentation တင်ဆက်ရင်သုံးတဲ့ slide show view ဖြစ်ပါမယ်သူ့ကိုနှိပ်လိုက်ရင်တော့ဒါကျွန်တော်တို့ဒီ presentation ကို projector မှာစပြီးတော့တင်ပြီးပဲဖြစ်ပါတယ်ပြီးတော့ရင်ဒီဘက်မှာကျတော့ကျွန်တော်တို့ဒီ zoom in zoom out လုပ်လို့ရတယ် slide bar လေးရှိပါမယ်သူ့ကိုစာ400ထိ zoom in လုပ်လို့ရတယ်ပြီးရင် zoom out ဆိုရင်ဒါဆိုရင်10%ထိ zoom out လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုကြီးဖြစ်သွားပြီးကမှနောက်တစ်ခါဘယ်လိုပြန်လုပ်မလဲဆိုရင်
ကျွန်တော်ဒီလိုလာမလုပ်တော့ဘူးပေါ့နော်ဒီဘက်အောက်တောက်မှာရှိဟာလေးကိုနှိပ်လိုက်ရင်ဒါဆိုရင် fix light ဖြစ်သွားပါမယ်ဒီ screen နဲ့ပြန်ပြီးတော့ fit ပြန်ကျသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ရှင်းပြခဲ့တဲ့အကြောင်းတွေဒီကျွန်တော်တို့ဒီ interface ကြီးတစ်ခုလုံးကိုဘယ်လိုတွေခေါ်လဲစတဲ့အကြောင်းတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ပြီးရင်ကျွန်တော်ဘိုးဝင်း PPT မှာအခုသင်တန်း9ရက်နေ့မှာဖွင့်ဖို့ရှိတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်ထားတယ်အဲ့ဒါကကြောင့်ဘာလဲဆိုရင်ကျွန်တော်တို့ဒီအရင်တက်ပြီးတော့နောက်မှပေးဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော် PowerPoint သင်တန်းအယောက်30ပဲလက်ခံတယ်ပေါ့နော်30မှာအခုလောလောဆယ်ဆိုရင်ဒီ post တင်ပြီးတဲ့နောက်ပိုင်းမှာဒါ18ရက်လောက်တော့ရှိသွားပြီအဲ့တော့နောက်ထပ်ဘယ်သူတွေမှီအောင်လဲတော့မသိဘူးအဲ့တော့သင်တန်းလေးတက်ချင်တယ်ဒါပေမဲ့ဒီသင်တန်းကိုတော့ဟုတ်လားမဟုတ်လားမသိကြဘူးသို့မဟုတ်ပတ်စံကအခုလက်တော်မှာတော့မရှိသေးဘူးသင်တန်းတော့တက်ချင်နေတယ်ဒါမျိုးဆိုရင်အဆင်ပြေအောင်လို့ကျွန်တော်စီစဉ်ပေးထားတာဖြစ်ပါမယ်ဒါကတော့အချိန်ပေါ့နော်ဒီအချိန်ကတော့အခုလိုချစ်မယ်ကျွန်တော်၄ပတ်လောက်ကြာမယ် live တင်မှာမဟုတ်ဘူး Telegram channel ထဲမှာကျွန်တော်နှေးလိုက်သင်ခန်းစာတွေကိုတင်ပေးမှာဖြစ်ပါတယ်ဒါဆိုတော့ဒါကျွန်တော်အခုလက်ရှိပြည့်သက်တွေပေါ့နော်ဒါ presentation တော့တင်ဆက်တယ်တင်ဆက်တိုင်းအခုလိုတွေဖြစ်နေတယ်ပေါ့နော်ဒါမှကျွန်တော်တင်တက်ပြီးနော်ဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါအာမခံပါတယ်သိကြပါတယ်အခုလက်ရှိ batch 1တင်တန်းသားတွေဆိုလည်းအခုလက်ရှိသူတို့ဒီ presentation ကိုအကောင်းဆုံးတင်ဆက်နိုင်တယ်ဆိုတော့ကျွန်တော်ကြားလို့ဝမ်းသာပါတယ်ပြီးနောက်တစ်ခုကကြတော့ဒီမှာဆိုရင်ဘယ်သူတွေအတွက်လဲပေါ့နော်အခုလိုမျိုးပေါ့ဒီညဘက်တွေထိ presentation တွေဖန်တီးနေရတယ်ကျွန်တော်ပြည့်သက်တွေလိုမျိုးပေါ့အဲ့အနေမှာကိုကအချိန်မြန်နဲ့ပို့ပြီးတော့ဖန်တီးတက်ချင်တယ် presentation လှလှတွေလုပ်တက်ချင်တယ်ဆိုရင်ဒါကျွန်တော်သင်တန်းကိုလာ join လို့ရပါတယ်ဒါသင်ကြားမဲ့ပုံစံလေးကိုအသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့သင်တန်းကြီးကကြတော့ပုံမှန်သင်တန်းကြီးဆိုရင်6900ဖြစ်မယ်ပထမဆုံး10ခုကတော့4900နဲ့ရမယ်အဲ့ဒါတော့ပြည့်သွားပါပြီအဲ့တော့မရတော့ဘူးအဲ့တော့ပုံမှန်သင်တန်းကြီး6900တိုးတော့အခုလက်ရှိပေးကြမလို့သေးဘူးအရင်ဆုံးတက်လိုက်ပါတက်ပြီးတော့ကျွန်တော်စနစ်လေးတစ်ခုထားမယ်ပေါ့နော်2ပတ်တန်ဒီ3ပတ်တန်ဒီဒါမှမဟုတ်ဒီ module ကျွန်တော်10ခုရှိတာကို10ခုရှိတယ်ဆိုတော့ module 3ခုလောက်ပဲဖြစ်ဖြစ်ပြီးသွားရင်ဒါစက်တက်အောင်မလားစက်တက်မယ်ဆိုရင်တင်တန်းကြီးတွင်တင်တန်းကြီးမသွင်းနိုင်လို့ရှိရင်တော့ဒါဆိုတော့ကျွန်တော်ဒီ group ထဲကနေထုတ်ပြမယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ဖို့အစီအစဉ်ထားပါတယ်အဲ့တော့ဒါဆိုရင်ဒီတင်တန်းကြီးအခုလက်ရှိမတက်နိုင်တဲ့လူတွေတင်တန်းကြီးခွဲပြီးသွင်းနေတဲ့လူတွေအတွက်အဆင်ပြေသွားမယ်လို့ထင်ပါတယ်အခုလက်ရှိ18ရက်လောက်ဖြစ်သွားပြီဆိုတော့နောက်ထပ်73ရောက်လောက်ပဲလူတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုက PowerPoint ကိုဒီ event level တက်ချင်တယ်ဆိုလို့ရှိရင်အမြင်ဆုံးလာပြီးတော့ကျွန်တော်ရဲ့ဒီ chat box မှာလာပြီးတော့ကျွန်တော် hi ပေါ့နော် hi ပြီးတော့ဒီသင်တန်းတက်ချင်တဲ့အကြောင်းလေးလာပြီးတော့ပြောပေးပါလို့ပြောလိုပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ဒါဒီ Boring PPT ဖြစ်ပါတယ်နောက်နေ့ tutorial video ဒီမှာပြန်တွေ့ပါမယ်